ဇာနသောတနာဆက်မြတ်စွာဘုရား၏အကျင့်ပြဿနာကိုအရှင်သာရိပုတ္တရာသည်အကျေဖြေသောအကြောင်းပစ္စုပန်ဝတ္ထုနတ်နှင့်တကွလောကကိုဆုံးမတော်မူတတ်သောတပ်ပညုမြတ်စွာဘုရားသည်ရေတင်ကြီးနောအစရှိသောဂါထာဘုတ်ဖြင့်တစားဆင်အပ်သောဤဇာနသောတနာဆက်ကိုဇေတွင်ကျောင်းတော်၌တည်င်းသုံးနေတော်မူစဉ်သင်္ကတ္တနဂိုပြည်တကား၌ကိုတော်သည်အကျင့်အားဖြင့်မေးတော်မူသောပြဿနာကိုအရှင်သာရိပုတ္တရာသည်အကျယ်အားဖြင့်ဖြေခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏ထိုစကား၌ဤဆိုလတံ့သည်ကားအတိတ်ဝတ္ထုသည်အတိတ်ဝတ္ထုလွန်လေပြီးသောအခါဗာဏသီပြည်၌ဗြဟ္မဏမည်သောမင်းသည်မြင့်ပြုလက်သည်ရှိသောဖျားလောင်းသည်တောကျောင်း၌စုတေသည်ရှိသောတပည့်တို့ကိုမေးအပ်သည်ဖြစ်၍နေဝတညီနာတညီဟုဆို၏ယတိတို့သည်တပည့်ကြီး၏စကားကိုမယုံကြည်ကုန်ဖျားအလောင်းသည်အာဘဒရဘုံမှလာ၍ကောင်းကင်၌ရက်၍ယေတညိနောတေပိဒုက္ခတာယေပိအတညိနောတေပိဒုက္ခတာဧတံဥပယံဝိဝိဇာယတံတမ္မာပတ္တိဒုက္ခံအနင်္ဂနံဟူသောဤဂါထာကိုဆို၏ရေတ္တာအကျဉ်တရဝါတို့သည်တညိနောတင်ညာရှိကုန်၏တေပိထိုတရဝါတို့သည်လည်းဒုက္ခတာဆင်းရဲကုန်၏ရေတ္တာအကျဉ်တရဝါတို့သည်အတညိနောတင်ညာမရှိကုန်တေပိထိုတရဝါတို့သည်လည်းဒုက္ခတာဆင်းရဲကုန်၏ဧတံဥပယံထိုနှစ်ပါးကုန်သောတညိဘဝအတညိဘဝကိုဝိဝိဇယအကျဉ်လောတံတမ္မာပတ္တိဒုက္ခံထိုနေဝတင်ညာနာတင်ညာယေနဇံချမ်းသာသည်အနင်္ဂနံအပြစ်မရှိဤသို့ဘုရားအလောင်းသည်တရားဟော၍တပည့်ကြီး၏ကျေးဇူးကိုဆို၍ဗြဟ္မပြည်သို့သွား၏ထိုအခါကျွန်းကုန်သောယတိတို့သည်တပည့်ကြီး၏စကားကိုယုံကြည်ကြကုန်၏ဇက်ပေါင်းမြတ်စွာဘုရားသည်ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ယခုအခါသာရိပုတ္တရာမထေရသည်ထိုအခါတပည့်ကြီးဖြစ်ဖူးပြီးယခုအခါငါဘုရားသည်လင်ထိုအခါဗြဟ္မာကြီးဖြစ်ဖူးပြီဟုဇက်ကိုပေါင်းတော်မူ၏အကျဉ်မေးပေအကျေဖြေတော်ပေတပည့်ထေတာရီလေးခုတို့၏ပြေကြောင်းဖြစ်သောဇာနသောတနာဆက်သည်ပြီး၏